ကုန်းခေါင်ခေါင်မှာရေသူမလေးတယောက်ကူးကတ်လာပါလားဟမ်ဆက်ကတော့ပဲလေဆရာနဂါမမြဝိုင်းပါဗျာငါလိုရေမပြောတဲ့နဂါတော့ကလေးကရေသူမလေးပဲပေါ့ဟုတ်တယ်ဆရာသမားကြီးမမြဝိုင်းလေးရလေမတွေ့လားကြားလို့လားမသိအရင်ကချောလာပဲဆရာသမားရဲ့စိတ်ဝင်စားစူးစမ်းပိုင်မှုရှိပါလေဟာဒီကဲဒီမှာဝိုင်းလို့ခေါ်ရင်စိတ်ဆိုးမှာနဂါနေ့လမ်းနေသွားစမ်းပါဟဲ့နေ့ကိုမြင်ရတရေတစ်ပတ်တစ်ကောင်မြင်နေရတယ်ပဲအေးထားတော့အဲ့ဒီတရေတစ်ပတ်တစ်ကောင်ကနင့်ကိုလက်တက်နေတယ်ဆိုရင်ဘယ်လိုဆုံးပြဟာပြောတယ်ဟုတ်တယ်ဟာချစ်ပါတယ်ကြိုက်ပါတယ်စကားဖလင်ကန်နေကြာလို့ထည့်ပြောလိုက်နင့်ကိုပိုင်လို့ဒီမှာနဂါနေတွေ့ဘူးတဲ့မိန်းမိုက်တယ်မှာငါမပါဘူးနင့်ကတော့မစိတ်ဝင်စားမလို့နင်စိတ်ဝင်စားစရာကိုမလို့တာဒီကနဂါတို့ကငါလိုချင်တာရိုင်းအေးနင့်အင်းနဲ့ကငါးရတာနင့်လှုပ်ချင်တယ်လို့လုပ်လို့ရမယ်ငါ့ကိုတော့တက်လုံးမရအောင်လေလောင်းတော့နောက်တော့မှဟောဒီကကိုနဂါချင်းဝင်ကြီးကနှွေးထွေးလာကြီးရဲဆိုမလုပ်နဲ့မင်းကငါတတ်မရဲလားမင်းတန်ငါဆက်ပေးခဲ့ဘူးရဲ့ကျုပ်ကိုဖြစ်အောင်စောင့်ရှောက်ခဲ့တယ်ကျွေးအမေရဲ့ကျေးဇူးနဲ့ဖေးရတောင်းတော့ဦးကိုကျုပ်ကလက်သားချင်းမယ်ငါပြောခဲ့ဘူးသားပဲကျေးဇူးတင်ပြီးကျေးဇူးကမ်းလိုက်မယ်ကျုပ်ကျေးဇူးကမ်းတာမဟုတ်ဘူးကျုပ်မိဘတွေအတွက်ကျေးဇူးစကြားရတာတော့စိတ်ကစားတယ်ဖြစ်တော့သမင်ခတ်လို့သေးတယ်ကြားရှိတယ်ဆိုတာလေမေးမထားနိုင်တိုက်ပွဲတစ်ခုကတတ်မလားသိမလားဖြေရှာတာပဲမင်းကပွဲတောင်းနေတာဘူးကဲမင်းကပဲငါ့ကိုတတ်မလားငါပဲအကျွေးပြန်ဆက်မလားဆိုတာကြည်သေးတာကိုကြီးညားလက်ဆိုတာအကုန်ပဲအဆအဆုံးကြည့်လိုက်အောင်လေတမှုရက်ခဆိုတဲ့အမည်နာမပွဲအเจ้าမဲ့ခေါ်ထားတာမှမဟုတ်ဘူးစကားမြင့်မို့အကျင့်ကဖွာအောင်ဖွတ်ထွက်တဲ့တောင်ကိုဘာမှထင်ကြီးစရာမရှိဘူးကျုပ်ကလည်းတမှုနာနာရဲ့သားပဲအဖေသွေးတွေကျုပ်ကိုယ်ထဲမှာအပြည့်သမီးကိုဖစ်ရှူပါလာလို့ကြာကို့ဖေကိုတတိယလို့လာတာပေါ့သမီးကကျွေးလာတာအဖေသမီးတက်ပတ်စံယူထားတလားကြုံနေပြီနော်ခုထိပြင်မပေးသေးဘူးလားသမီးရဲ့အဖေကဒူလို့ခဏယူတာလေသမီးကချီးတယ်လို့သဘောထားအမျိုးကအမျိုးစဘာပေါက်သေးပဲဟဲ့အငယ်မနေကို့ဖေကိုဘယ်လိုပြောလိုက်တာလဲဒါငါတို့အဖေငါတို့မိပါဟဲ့နော်ကို့အဖေကအစင်မပြေလို့တောင်းစားနေတယ်ဆိုတော့ကိုရီးယားလေကိုကြီးပေးရအောင်ပါလေမိုင်းပြောတာအဖေကတောင်းစားလုံးဖြစ်နေပြီဒီတော့မှငါတောင်းစားဖြစ်နေပြီနော်တို့လေသမီးကလေစေတနာရှိလို့ကိုမိဘကိုကတော့တဲ့ပတ်စံတက်တက်ပဲအဖေကသမီးကိုခဏဆိုပြီးချီပြီးပြန်ပေးရပတ်စံတက်တက်ပဲနော်အဲ့တော့သမီးအဖေကိုတစ်ဖက်အချိန်ပေးမယ်အဲ့တစ်ဖက်အချိန်မှာအဖေဒီပတ်စံပြန်မဆက်ဘူးဆိုရင်တော့လေအဖေတင်နေရှိမှသမီး lost speaker နဲ့လာအောင်မယ်ဒါပဲရှာမေးလေးကိုအခုလိုစိတ်တည်းလုံးကြရှေ့ရရုံနဲ့တက်နော်ကျွန်တော်ရဲ့မှာရှိနေတာကိုမြင်တယ်ရတယ်ရှေ့ရအားတည်းရောကောင်းတယ်ရှေ့ရပါရှိအောင်လုပ်ပါလေမြင်ရအောင်ကောင်းတဲ့လူတွေကကြားရအောင်အထူးဆုံးကြတယ်ကြားနေအောင်ပြောပြတော့တာတော့ပါကျစီအတူတူနားထားလေအဲ့ပြောခိုင်းတော့ဆရာခုပြောဒီလိုပြောတာပြော